بسم الله الرحمن الرحيم الحمد لله وكفى والسلام على عباده الذين اصطفى أما بعد فأعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم كل نفس ذائقة الموت صدق الله العظيم آلهم جايو لا جاليအဖွဲ့အစည်းဒီမှာကိုယ်စားလှယ်တော်များနဲ့ဘာသာရေးကောင်းဆောင်အားလုံးကိုယ်တို့အလောင်းရှင်မြတ်ဘက်ကနေပြီးတော့ငြိမ်းချမ်းတရားမှုအဖျားဖျားကြားရောက်ပါစေလို့ဆုတောင်းပါတယ်အစ္စလာမုအလိုင်ကွမ်ဝရဟ်မတုလ္လာဟီဝဘရကာတူလေးစားတဲ့ညီကိုမောင်နှမအပေါင်းတို့ခင်ဗျာအမတမပဲဝမ်းနေပွေရကောင်းတဲ့အဖြစ်အပျက်တွေနဲ့ကျွန်တော်တို့ဗမာပြည်မှာကြုံဆုံနေရတယ်ကပ်ဘေးမျိုးမျိုးစုံခဲ့ရတယ်အရင်ကကိုဗစ်ကာလအခက်ခဲပေါင်းမြောက်များစွာရင်ဆိုင်ခဲ့ရပြီးတဲ့နောက်ပိုင်းမှာရေဘေးအစစရရပြောမယ်ဆိုရင်ကျွန်တော်တို့ဗမာပြည်ဟာကပ်ပေါင်းစုံနဲ့ရင်ဆိုင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာမတရားသောအုပ်ချုပ်သူတွေရဲ့အောက်မှာစုံပြတ်တက်နေတဲ့အခြေအနေနဲ့ကျွန်တော်တို့ရင်ဆိုင်ကြရတယ်ဗမာပြည်သူပြည်သားတွေဘာသာပေါင်းစုံကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေရောအစ္စလာမ်ဘာသာဝင်တွေရောခရစ်ယာန်ဘာသာဝင်တွေရောဟိန္ဒူဘာသာဝင်တွေရောဘာသာပေါင်းစုံမှာဒါတွေကိုကျွန်တော်တို့ခံစားနေရတယ်စေစုနဲ့ကျွန်တော်တို့ဘာသာပေါင်းစုံကနေပြီးတော့ကျွန်တော်တို့ဒီနိုင်ငံကနေပြီးတော့နိုင်ငံတကာကနေပြီးတော့ဗမာပြည်မှာရှိတဲ့သူတွေကနေပြီးတော့အားလုံးဓာတ်တွေကိုတွားရောက်ပြီးတော့ပံ့ပိုးနေတယ်အမတမကြည်နူးစရာကောင်းတဲ့အခြေအနေတစ်ခုကိုကျွန်တော်တို့ဒီနေ့တွေ့နေရတယ်ပြဿနာတစ်ခုခုဖြစ်လာပြီးဒုက္ခတစ်ခုခုရင်ဆိုင်ရလာပြီးဆိုရင်အရှိမဘသူတွေကိုတွေ့တယ်ဘုန်းကြီးတွေကိုတွေ့တယ်အစ္စလာမ်ဘာသာဝင်တွေပလီစီယာတွေကိုလည်းတွေ့တယ်ခရစ်ယာန်ဘာသာဝင်တွေကိုလည်းတွေ့တယ်အခုနိုင်ငံတကာမှာဆိုရင်လည်းကြည့်ဒီကျွန်တော်တို့ငလျင်ဘေးနဲ့ပတ်သက်ပြီးတော့မွတ်စလင်နိုင်ငံတွေအစ္စလာမ်နိုင်ငံတွေလည်းလာတယ်ခရစ်ယာန်နိုင်ငံတွေလည်းလာတယ်ဟိန္ဒူနိုင်ငံတွေလည်းလာတယ်လေးစားတဲ့မိတ်ဆွေပေါင်းတို့ဒါကကျွန်တော်တို့ဗမာပြည်တွင်းမှာရှိတဲ့အလှတရားတစ်ခုပဲဖြစ်တယ်ဒါဟာကျွန်တော်တို့ဗမာပြည်မှာရှိပြီးသားပဲဖြစ်တယ်ဒါတွေကိုတခုတခါကျွန်တော်တို့ပြောပြနေစရာမလိုဘူးဒါဗမာပြည်မှာရှိပြီးသားပဲကျွန်တော်တို့သဘောပေါက်မှာတတိထားမှာပါလဲဆိုတော့ဒီလိုစီးလုံးလာပြီးမြင်ညွတ်လာပြီးဆိုရင်အမြဲတမ်းအမှောက်အဖြစ်တွေကိုလုံးလိမ့်လုံးထားရှိဒါလိုကိုကျွန်တော်တို့ညီကိုမောင်နှမတွေသဘောပေါက်ကျွန်တော်တို့ဗမာပြည်မှာဗုဒ္ဓဘာသာတွေအစ္စလာမ်ဘာသာတွေခရစ်ယာန်ဘာသာတွေဟိန္ဒူဘာသာတွေဒီနေ့မြတ်ဝါဒီတွေကျွန်တော်တို့အရှိမတွားရောက်နေတဲ့ပေးကမ်းနေတဲ့လှူဒန်းနေတဲ့ကိုညီနေတဲ့ကဲဆယ်နေတဲ့ဒါပြောနေစရာမလိုတွေ့နေကြဒါဗမာပြည်ရဲ့အရှိတရားအလှတရားပဲဖြစ်လေးစားတဲ့မိတ်ဆွေညီကိုမောင်နှမအပေါင်းတို့ခင်ဗျာလူသားဟာအမတန်မှပဲတန်ဖိုးကြီးမားတယ်အဲ့တော့အလ္လာဟ်ရှင်မြတ်ကလူသားကိုဘယ်လိုဖန်ဆင်းထားလဲဆိုရင်အရှရဖ်လ်မခလူကာတ်ဒါအာရဘီစကားမှာပါလေအကောင်းဆုံးအမှုမြတ်ဆုံးလူသားကိုဖန်ဆင်းထားတယ်ပါလေအရှရဖ်လ်မခလူကာတ်ဒီလူသားဟာအကောင်းဆုံးအမှုမြတ်ဆုံးအဖြစ်အလ္လာဟ်ကဖန်ဆင်းထားတယ်အဲ့ဒီလူသားမှာအသိတရားရှိတဲ့ဇင်ញင်သုံးတရားရှိတဲ့ခံစားမှုတွေရှိတဲ့မေတ္တာတရားရှိတဲ့ဂရုဏာတရားရှိတဲ့အဲ့ဒီလူသားဟာဘယ်အချိန်မှလဲအဲ့ဒီလူသားကလူစိတ်ရှိတဲ့အချိန်မှာဖြစ်တယ်လေးစားတဲ့ညီကိုမောင်တော်ပါခင်ဗျာဒီနေ့ကျွန်တော်တို့လှုပ်ဆောင်နေတဲ့
ကျွန်တော်တို့နှလုံးသားအတွင်းထဲမှာကျွန်တော်တို့ရင်ထဲမှာလူစိတ်ရှိလို့ဒီအလုပ်တွေကိုကောင်းတဲ့အလုပ်ကိုကျွန်တော်တို့လုပ်နေတာဖြစ်တယ်ကုရ်အာန်ကနေပြီးတော့ကျွန်တော်တို့ကိုအမိန့်ပေးထားတယ်တာအမရူနာဘီလ်မာရူဖ်အတင်တို့ကောင်းရာကိုညွှန်ကြားဝတန်ဟောနာအနီလ်မွန်ကာမကောင်းရာကိုလည်းကျွန်တော်တို့တားမြင်ရဒါဟာလူသားတစ်ယောက်ရဲ့တန်ဖိုးပဲအဲ့ဒီလူသားမှာအဲ့ဒီအရာတွေမရှိဘူးဟာလားဒီလူသားဟာဘာတွေရှိရမှာလဲကောင်းရာကိုညွှန်ကြားရမယ်မကောင်းရာကိုတားမြစ်ရကျွန်တော်တို့အတွင်းထဲမှာဗြဟ္မစိုရတရားတွေရှိရကိုကျင်းစာတရားရှိရဆိုတော့ဒီလိုကျွန်တော်တို့အတွင်းထဲမှာဒီဗြဟ္မစိုရတရားရှိရမယ်သီလရှိရမယ်တမာတိရှိရမယ်ဘာဝနာရှိရမယ်အဲ့လိုကျွန်တော်လူလောကကြီးမှာကြင်ကြံနေထိုင်မယ်ဆိုရင်ကျွန်တော်ဟာအဲ့ဒီလူတက်တန်းကတန်ဖိုးရှိသွားလိမ့်မယ်အကယ်၍ကျွန်တော်ကဒါကိုဒီဟာတွေကိုမလုပ်ဘဲနဲ့အဖြတ်အမောက်မှဒီပဲကျွန်တော်လုပ်နေမယ်ဆိုရင်ကျွန်တော်သမိုင်းတရားခံဖြစ်သွားလိမ့်မယ်ကျွန်တော်အတွင်းထဲမှာကျွန်တော်သမိုင်းတရားခံဖြစ်သွားလိမ့်မယ်မာရဟာကမားတယ်မှန်တဲ့ကဟာမှန်တယ်ဒါကတော့ငါတို့အစ္စလာမ်တွေပဲဒါတို့ကငါတို့အနာတွေပဲငါမျက်စိမိတ်ထားလိုက်မယ်အဲ့လိုတရားခံဖြစ်သွားလိမ့်မယ်ကျွန်တော်တို့မြန်မာပြည်မှာနေတင်းနေထိုင်တာကျွန်တော်တို့ပြောနေစရာမလိုဘူးဥရဇတ်ဘာလုပ်ခဲ့လဲရဲဘော်ကိုထွေးဘာလုပ်ခဲ့လဲဘူသူဘာလုပ်ခဲ့လဲဘာတွေပြောစရာမလိုဘူးကျွန်တော်တို့ကိုတမိုင်းကိုပိတ်ထားလိုက်ပြီးမျက်စိကိုပိတ်ထားလိုက်ပြီးကျွန်တော်တို့အချင်းချင်းကိုကျွန်တော်တို့ကိုဟာလားအိုးမဲတုပ်ပြီးတော့ဘေးခွတ်ထားပြီးသွားပြီးနှစ်ပေါင်းများစွာဒီလိုပုံစံမျိုးနဲ့ကျွန်တော်တို့ကိုဖျက်ဆီးလိုက်ပြီးဒါတွေကိုကျွန်တော်တို့မျက်ဝါးတွေကျွန်တော်တို့တွေ့ရအခုကျွန်တော်တို့မြန်မာပြည်မှာဗုဒ္ဓဘာသာတွေအစ္စလာမ်ဘာသာခရစ်ယာန်ဘာသာဟိန္ဒူဘာသာတွေစီးယုံလာပြီးဆိုရင်မတူတော်တွေကအမျိုးမျိုးကြံစီတတ်တယ်အဲ့ဒါကိုကျွန်တော်တို့သတိထားရမယ်အထူးသဖြင့် online မှာကျွန်တော်တို့စီးယုံလာပြီးဆိုရင်ကျွန်တော်တို့စုစည်းလာပြီးဒါတွေကိုမတူတော်တွေကပုံစံအမျိုးမျိုးနဲ့ကိုဖန်တီးပြီးတော့အုတ်ထုတ်မရှိတဲ့လူလည်းအုတ်ထုတ်ပြေးဆောင်လိုက်မယ်မုတ်စိတ်မရှိတဲ့သူကလည်းမုတ်စိတ်ကတ်လိုက်မယ်သင်္ကန်းမရှိတဲ့သူကိုလည်းသင်္ကန်းပြေးချုံလိုက်မယ်ဒါခေတ်အဆက်ဆက်ကနေပြီးတော့ကျွန်တော်တို့ကိုဖျက်ဆီးခဲ့တာနိုင်ငံကြီးကိုဖျက်ဆီးခဲ့တာဒါကိုကျွန်တော်တို့ပုတ်ပုတ်ဝင်ဝင်ကျွန်တော်တို့သိရလေးစားတဲ့ညီကိုမောင်တို့အပေါင်းတို့ခင်ဗျာဒီနေ့ကျွန်တော်ဘာသာမတူပါစေလူမျိုးမတူပါစေအလောအပေါင်းစုံအသီးသီးကနိုင်ငံအသီးသီးကလက်ခံထားတဲ့အရာတစ်ခုရှိတယ်အဲ့ဒါပါလေမော့ဆိုတဲ့တည်ခြင်းတရားပဲအခုနကျွန်တော်ဖတ်ရတဲ့ဇေလိုက်တဲ့ကုရ်အာန်အာယတ်ကကျမ်းတော်မြတ်ကုရ်အာန်ကဘလို့မရှိကြလဲဆိုရင်ကုလနဖ်စင်ဇာအီကတုလ်မောတ်တရှိဒရဝါတိုင်းအားလုံးဟာတရှိဒရဝါတိုင်းအားလုံးဟာတည်ခြင်းတရားဆိုတဲ့အရာနဲ့ရင်ဆိုင်ကြရလိမ့်မယ်အလ္လာဟ်ကျမ်းတော်မြတ်ကုရ်အာန်မှာမရှိထားတဲ့အရာဖြစ်လေးစားတဲ့ညီကောင်တော်တို့အပေါင်းတို့ခင်ဗျာဖြစ်မယ်ပြည့်မယ်ဒါတွေအားလုံးကသင်္ခါရတရားတွေပဲဖြစ်တယ်အဲကျွန်တော်တို့ဒီအဖြစ်ဖြစ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘလို့လူသားဆန်မှုတွေကျွန်တော်တို့အတွင်းထဲမှာကျွန်တော်တို့ပြောနေမယ်ဆိုနေမယ်ကျွန်တော်ဝမ်းနေပါတယ်တနာမိပါတယ်အခုနအများကြီးခေါင်းဆောင်တွေပြောသွားတယ်ဒါတွေကစကားတွေပဲကြံခဲ့လိမ့်မယ်အဓိကကကျွန်တော်တို့လောက်ရတဲ့စက်တနေပြလေးစားတဲ့ဒီကိုမောင်တို့အပေါင်းလုံးပဲများကျွန်တော်တို့ဒီနေ့လောက်ရတဲ့ရည်ရွယ်ချက်ကလည်းဒါပဲဖြစ်တယ်ဗမာပြည်မှာပုံစံအမျိုးမျိုးနဲ့ရင်ဆိုင်ခဲ့ရတဲ့ကပ်ဘေးအမျိုးမျိုးကျွန်တော်တို့ဒီဩစတြေးလျနိုင်ငံတကာကနေပြီးတော့ပံ့ပိုးတာတွေအများကြီးရှိခဲ့တယ်အများကြီးလူတွေအလုပ်လုပ်တယ်အလ္လာဟ်အားလုံးကိုထူးပဲလက်ခံတော်မူပါစေအာမင်လေးစားတဲ့ဘာသာပေါင်းစုံမှာညီကိုပေါင်းတော့ခင်ဗျာအဲ့တော့ဒီတေခြင်းတရားနဲ့ပတ်သက်ပြီးကျွန်တော်တို့ရှိကိုဘယ်လိုမဆိုရောက်လာလိမ့်မယ်
ဘယ်သူမှကာကွယ်လို့မရအချိန်တစ်ချိန်ရောက်လာလိမ့်ဒီတည်ခြင်းတရားဆိုတာလူတိုင်းဟာလားကြုံဆုံရမယ်အခြေအနေဖြစ်တယ်အဲ့တော့ဘယင်းဒီဆိုရင်လည်းနေရဆန်ခဲ့တယ်ဟာလားကျွန်တော်တို့အရှင်ဂေါရမဆိုရင်လည်းပြိဋိဘံဆန်ခဲ့တယ်ကျွန်တော်တို့တမန်တော်မုဟမ္မဒ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ဝဖတ်ဖြစ်ခဲ့တယ်ကျွန်တော်တို့စီကိုလေဒီနေ့တစ်ချိန်မော့ဆိုတဲ့တည်ခြင်းတရားကရောက်ရှိလာတယ်ကျွန်တော်တို့အခုဗမာပြည်မှာမြောင်များစွာသောမိသားစုတွေတည်ခြင်းပစ္စည်းခဲ့ရတယ်ဒီနေ့ရှိတယ်မနှက်ပြန်တို့မှာဘာမှမရှိတော့ဒီနေ့မှာတို့မှာပစ္စည်းဥစ္စာငွေရေးကြေးရေးပိုင်ဆိုင်မှုတွေရှိခဲ့တယ်ဒီလိုအခြေအနေဖြစ်ပြီးတဲ့နောက်ပိုင်းမှာတို့မှာဘာမှမရှိတော့ဘူးဆိုတော့ကျွန်တော်တို့ဘာလုပ်တို့ရှိမှာတော့တေဆုံးတဲ့သူတွေတေဆုံးသွားပြီးကွယ်လွန်တဲ့သူတွေကွယ်လွန်သွားပြီးဒဏ်ရာရခဲ့တဲ့သူဒဏ်ရာရခဲ့ပြီးကျွန်တော်တို့ဘာလုပ်မလဲအလ္လာဟ်ကကျမ်းတော်မြတ်ကုရ်အာန်မှာအလ္လာဟ်အမိန့်ရှိတဲ့ဟူဒလ်လီမုတ္တကီန်ဖို့သူတွေဟာအောင်မြင်တဲ့သူတွေဖြစ်တယ်ဘယ်သူတွေလဲဟူဒလ်လီမုတ္တကီန်တို့ပုဂ္ဂိုလ်တွေကအောင်မြင်တဲ့သူတွေဖြစ်တယ်ဘယ်သူတွေလဲအလ္လဇီနယုအမီနူနဘီလ်ဂိုင်ဘ်အဲ့ဒီပုဂ္ဂိုလ်တွေကငါအလ္လာဟ်အကွယ်ကငါအလ္လာဟ်ရှင်ကိုယုံကြည်တဲ့သူတွေဖြစ်တယ်ဝယကီမူနဆလတ်တို့ပုဂ္ဂိုလ်တွေကဝတ်ပြုတဲ့သူတွေဖြစ်တယ်ဝမင်မာရဇကနာဟွမ်ယွန်ဖီကွန်အဲ့ဒီပုဂ္ဂိုလ်တွေဟာငါအလ္လာဟ်တီလို့ကိုပေးထားတဲ့စီးစိမ်ဥစ္စာပစ္စည်းတွေကနေပြီးတော့လှူဒန်းတဲ့သူဘယ်သူလဲငါအလ္လာဟ်သူတို့ကိုပေးကမ်းထားတဲ့ထဲကနေပြီးတော့လှူဒန်းတဲ့သူတွေအဲ့ဒီပုဂ္ဂိုလ်တွေကဘယ်သူတွေလဲဟူဒလီမုတ္တကီန်အောင်မြင်တဲ့သူတွေဖြစ်တယ်ကျွန်တော်တို့အောင်မြင်တဲ့သူတွေမလုပ်ချင်ဘူးလားမိတ်ဆွေတို့ဆိုတော့ကျမ်းတော်မြတ်ကုရ်အာန်ကအလ္လာဟ်ကကျွန်တော်တို့ကိုဒါတွေကိုအမိန့်ပေးထားတယ်ကျွန်တော်တို့လုပ်ပါကျွန်တော်တို့ခွဲခြားနေလို့မရဘူးဒါကမွတ်စလင်ဒါကဗုဒ္ဓဘာသာဒါကခရစ်ယာန်ဒါကဟိန္ဒူအားလုံးကကျွန်တော်တို့ဗမာပြည်မှာမွေးခဲ့တယ်ဗမာပြည်မှာကျွန်တော်တို့စားခဲ့တယ်ဗမာပြည်ရဲ့ဆန်ကိုစားခဲ့တယ်ဗမာပြည်ရဲ့ရေကိုတောက်ခဲ့တယ်ကျွန်တော်တို့ဗမာတွေပဲကျွန်တော်တို့တွေဟာညီကုန်းတော်ဓမ္မတွေပဲအတွေးခေါ်ခြင်းမတူပါစေဘူးဟလာအယူအဆခြင်းမတူပါစေဘာသာခြင်းမတူပါစေကျွန်တော်တို့တွေကအားလုံးဟာညီကုန်းတော်ဓမ္မတွေပဲဖြစ်တယ်မထင်လိုက်နဲ့ကျွန်တော်တို့တွေဟာအချိန်ရောအတူတူနေခဲ့ကြဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အရင်တော့ဆိုရင်နည်းနည်းဦးနေဝေးခေပေါ့အဲ့ဒီအချိန်တော့ဆိုရင်ဘယ်လောက်နီးစပ်ခဲ့လဲဆိုရင်ကျွန်တော်တို့ဘေးအိမ်မှာဆိုရင်မနက်ဆိုရင်ဟိန္ဒူတချင်းဖွင့်တယ်ကျွန်တော်လည်းအလွတ်တော်ရတယ်ဘေးမှာဟိန္ဒူရက်တော့တကူမှာကျွန်တော်နဲ့မလန်းမကန်နဲ့အိမ်တော့ရုံမှာဆိုရင်ကျွန်တော်ခရစ်ယာန်တွေရှိတယ်မနက်မိုးလေးလာနဲ့ပါလို့ပြီးဆိုရင်တချင်းလေးဖွင့်ပြီးဖယားဆုတောင်းတဲ့တချင်းဒါကျွန်တော်ကိုကြော်ပြည့်တည်တယ်အုံဂျေဂျဂဒီရှေဟရီठीक है स्वामी जय जगदीश हरे ठीक है भक्ति जनों की संगत साथ ही आपके नाम तू प्यार सुखाना सुनो चलो क्रिश्चियन चेंजों ला भी चलो क्रिसमस चेंजों की से ताऊ शॉप बालों से गिटार है नलों तो लोग ने चलो नहीं रहा ना पापा भी लाइव भी तो रोने तो आ Thank you very much. Thank you very much. Thank you very much to you all. Hallelujah. Hallelujah. Thank you very much to you all. ဟုတ်တယ်မလားဆိုတော့ကျွန်တော်တို့ဒီပဝန်းကျင်မှာပဲကျွန်တော်တို့ကျင်လေခဲ့တာဒါကိုကျွန်တော်တို့ကိုဂျင်းထဲနေတာကိုလည်းကျွန်တော်တို့သိတယ်ကျွန်တော်တို့ကိုပညာရည်သင်ထားပြီးတယ်တစ်ဖက်ကဂျင်းထဲနေတာကိုသိနေတယ်နောက်ဆုံးတော့ကျွန်တော်ယင်နေကအစွဲကူကမဖြောက်နိုင်လေးစားတဲ့ဝိဆွေညီကိုမောင်နှမအပေါင်းတို့ခင်ဗျနောက်ဆုံးဥပမာလေးတစ်ခုပြောတာကျွန်တော်တို့ကဘာနဲ့အလားတန်တူလဲဆိုရင်ဟိုရော်ဒီယောမှာ
ရေတွင်းတွင်းရှိတယ်အဲ့ရေတွင်းတို့ကိုတားကောင်တော့ပြုတ်ကျပြီးတော့တေဆုံးသွားတယ်တေဆုံးသွားတော့ရက်အတန်ငယ်ကြာတော့ဒီတားကောင်မှာပုတ်ပွားလာအနက်တွေထွက်ဒီရေတွင်းကိုလည်းသုံးနေရအဲ့တော့ဆရာတယောက်ကိုတော့ပြီးတယ်ဆရာကျွန်တော်ရေတွင်းကတော့တားကောင်တော့ပေါင်းကျပြီးတော့ပုတ်ပွားနေဒါကိုဘယ်လိုလုပ်ရမလဲဆရာပြောမင်းနဲ့ရေပုံ200လောက်ထုတ်လိုက်မင်းရေတန့်သွားတယ်ဟိုပုတ်ပွားဒီပုံခတ်တယ်ခတ်ပြစ်တယ်ဆရာလည်းပုံ200ပြည့်သွားပြီဘယ်လိုအခြေအနေရှိလဲဆရာကမေးတယ်ဆရာနန်းနေတော့မဲ့ဟာထပ်ပြီးတော့နောက်200ထပ်ထုတ်ဒီပုဂ္ဂိုလ်ဟာဒီရေတွေကိုထုတ်တယ်ထုတ်ပြီးတော့လေပြီးသွားတဲ့အချိန်မှာဆရာကိုပြောတယ်ဆရာကျွန်တော်ထုတ်ပြီးသွားပြီတဲ့မိကြီးဘယ်လိုအခြေအနေရှိလဲဆရာနန်းနေတော့ပဲတဲ့နောက်ဆုံးဆရာကဒေါသထွက်ပြီးတော့တွက်လိုက်ကြည့်ဘယ်ဟုတ်မလဲဒီအသေးကောင်ကိုရေတွင်းကနေအရင်မထုတ်ခွင့်နဲ့ဟာလားရေကိုထုတ်နေမယ်ဆိုရင်ကျွန်တော်ဒီဘယ်လိုလုပ်ဒီရေကတန့်ပါလဲမင်းကတကယ်ငတုံးဒီအသေးကောင်ကိုထုတ်လိုက်ပြီးတော့မင်းရေတွေကိုထုတ်ဒါမှတန့်မှာပေါ့ကျွန်တော်တို့လည်းဒီတိုင်းပဲကျွန်တော်တို့နှလုံးသားအတွင်းထဲမှာအဲ့လိုအစွဲအာဃာတတွေအမုန်းတရားတွေကျွန်တော်တို့နှလုံးသားရဲ့အတွင်းထဲကနေမထုတ်ပဲနဲ့ကျွန်တော်တို့ဘယ်လိုမှငြိမ်းချမ်းရေးကိုပေါ်ဆောင်နိုင်မှာမဟုတ်ဘူးမွတ်စလင်ကလည်းမွတ်စလင်အစွဲဟိန္ဒူကလည်းဟိန္ဒူအစွဲခရစ်ယာန်ကလည်းခရစ်ယာန်အစွဲဗုဒ္ဓဘာသာကလည်းဗုဒ္ဓဘာသာအစွဲငါတို့ကတိုင်းသားညီကိုမောင်နှမတွေပဲဆိုတဲ့အသိနဲ့တွားပဲဆိုရင်များမကြောက်ဘူးကျွန်တော်တို့ဗမာပြည်ကြီးတိုးတက်သွားဖို့အကြောင်းဖြစ်ပါတယ်လေးစားတဲ့ညီကိုမောင်နှမများပေါလို့ပြန်ကျွန်တော်လည်းစကားပြောတာလည်းများသွားပြီဗမာပြည်ကြီးငြိမ်းချမ်းသာယာနဲ့အမြန်ဆုံးကြာရောက်တော်မူပါစေအားလုံးပဲကျွန်တော်တို့ဆုတောင်းမှာဖြစ်ပါတယ်ကျွန်တော်တို့အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ကျွန်တော်တို့ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ပထမဦးဆုံးအာယတ်ကိုဖတ်ရတော်စေပြီးတော့ဒီတည်ဆုံးသွားတဲ့သူတွေအားလုံးကိုပုံမှာဖြစ်တယ်ပြီးတဲ့အခါကျရင်ကျွန်တော်တို့ဆုတောင်းမှာဖြစ်တယ်အဲ့တော့အားလုံးကအာမင်အာမင်ဆိုပြီးတော့လိုက်ဆိုတော့ခရစ်ယာန်မှာဆိုရင်အာမင်ကျွန်တော်လက်ခံပါတယ်ဟုတ်လားကျွန်တော်တို့ဒီဥစ္စာ agree ဖြစ်ပါတယ်ဆိုတော့အားလုံးလိုက်ဆိုလို့ရတယ်أعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم الحمد لله رب العالمين الرحمن الرحيم مالك يوم الدين إياك نعبد وإياك نستعين اهدنا الصراط المستقيم صراط الذين أنعمت عليهم غير المغضوب عليهم ولا الضالين آمين اللهم آمين يا رب العالمين الحمد لله رب العالمين والصلاة والسلام على أشرف الأنبياء والمرسلين اللهم صل على سيدنا محمد النبي الأمي وعلى آله وبارك وسلم عليه اللهم اغفر لحينا وميتنا وشاهدنا وغائبنا وصغيرنا وكبيرنا وذكرنا وأنثانا اللهم من أحييته منا فأحيي على الإسلام ومن توفيته منا فتوفه على الإيمان اللهم أنس وحشتنا في قبرنا اللهم ارحمنا بالقرآن العظيم واجعله لنا إماما ونورا وهدى ورحمة اللهم ذكرنا منه ما نسينا وعلمنا منه ما جهلنا وارزقنا تلاوته آناء الليل وآناء النهار واجعله لنا حجة يا رب العالمين اللهم إنا نسألك سلامة في الدين وعافية في الجسد وزيادة في العلم وبركة في الرزق وتوبة قبل الموت ورحمة عند الموت ومغفرة بعد الموت اللهم هون علينا في سخرات الموت والنجاة من النار والعفو عند الحساب Oh Allah, Jangan biru amin panzina mudoshin. Ya Allah, Jangan lu pemagima, Jongsong kiare. ကဆူကြီးဒီငလျင်ကြီးမှာတည်ဆုံးကွယ်လွန်သွားတဲ့အမျိုးသမီးအမျိုးသားကလေးသူငယ်တွေတန်ဃာတော်တွေ
ဗလီဆရာတွေမွတ်စလင်တွေဘာသာပေါင်းစုံမှလူအားလုံးတို့သူတွေကြုံဆုံခဲ့ကြပါယာအလ္လာဟ်ယာအလ္လာဟ်သူတို့တွေကိုအာခိရတ်မှာလွယ်ကူစေတော်မူပါယာအလ္လာဟ်အိုအလ္လာဟ်ကျွန်တော်မျိုးအမွန်းဖန်ဆင်းတော်မူသောရှင်ယာအလ္လာဟ်မသိငယ်သေးတဲ့ကလေးငယ်တွေလည်းအများကြီးအသက်ဆုံးရှုံးခဲ့ကြရပါတယ်ယာအလ္လာဟ်သူတို့တွေကိုယာအလ္လာဟ်ဘာမှလောကကြီးမှာဘာမှမသိလိုက်ရပါနဲ့မြတ်မကြခင်လေးမှာပဲသူတို့အသက်ဒီကုံဆုံးသွားခဲ့ရပါတယ်ယာအလ္လာဟ်ကုံဆုံးခဲ့ကြရတယ်ယာအလ္လာဟ်မြတ်အများကြီးနာကျင်မှုတွေနဲ့သူတို့တည်ဆုံးခဲ့ကြပါတယ်ယာအလ္လာဟ်အလ္လာဟ်အဲ့ဒီအကြောင်းကိုကြည့်ပြီးတော့ယာအလ္လာဟ်ကျွန်တော်တို့ပမာပြီးငြိမ်းချမ်းစေတော့ဘုရားယာအလ္လာဟ်ပမာပြီးငြိမ်းချမ်းစေတော့ဘုရားယာအလ္လာဟ်အများကြီးဆုံးရှုံးခဲ့ရပါတယ်ယာအလ္လာဟ်ဘာသာရေးတတ်တိကအဆောက်အုံတွေပျက်စီးခဲ့ကြပါတယ်ယာအလ္လာဟ်ယာအလ္လာဟ်မြောက်များစွာသောမိသားစုတွေဘဝပြည့်ခဲ့ကြရပါတယ်ယာအလ္လာဟ်အနည်းနည်းလာကစုဆောင်းခဲ့တဲ့ပိုင်ဆိုင်မှုတွေပျောက်ပြက်ခဲ့ရပါတယ်ယာအလ္လာဟ်ဒီနေ့ရှိတယ်မနေ့ဖြင့်သူတို့မှမရှိခဲ့ရတော့ဘူးယာအလ္လာဟ်ဒီနေ့ရှိတယ်မနေ့ဖြင့်သူတို့လက်ခါလီဖြစ်နေပါပြီယာအလ္လာဟ်သူတို့စားစရာမရှိပါဘူးယာအလ္လာဟ်ယာအလ္လာဟ်သူတို့နေထိုင်စရာမရှိပါဘူးယာအလ္လာဟ်ကျွန်တော်တို့တွေ့နေရပါတယ်ယာအလ္လာဟ်သူတို့လမ်းဘေးမှာအိမ်ကြီးနဲ့ယာအလ္လာဟ်ရေကြီးမိုးကြီးနဲ့ရင်ဆိုင်ရပါတယ်ယာအလ္လာဟ်အလ္လာဟ်ရှိကာကွယ်ထိန်းသိမ်းဆောက်ရှောက်တော်မူပါယာအလ္လာဟ်အာမင်အိုအလ္လာဟ်ကျွန်တော်မျိုးအမွေးဖန်ဆင်းတော်မူသောရှင်ယာအလ္လာဟ်အရေးကြုံလာရင်ဗမာပြည်ကြီးမှာယာအလ္လာဟ်ဗမာဖြစ်ဖြစ်ဗုဒ္ဓဘာသာဖြစ်ဖြစ်မွတ်စလင်ဖြစ်ဖြစ်ဟိန္ဒူဖြစ်ဖြစ်ခရစ်ယာန်ဖြစ်ဖြစ်ယာအလ္လာဟ်အားလုံးလက်တူညီတူအတူတူအလုံးလုံးနေတာကိုတွေ့နေရပါတယ်ယာအလ္လာဟ်ဒီချစ်ချင်းမြတ်တရားကိုယာအလ္လာဟ်မခွဲလိုက်ပါနဲ့ယာအလ္လာဟ်ယာအလ္လာဟ်မတူတော်တွေဖြစ်စည်းမှုတွေနဲ့အမြဲတမ်းစောင့်ကြည့်နေပါတယ်ယာအလ္လာဟ်ဒီမတူရီတော်တွေကိုအလ္လာဟ်အရေးယူတော်မူပါယာအလ္လာဟ်ဒီဇာလင်မတူတော်တွေကိုအလ္လာဟ်အရေးယူတော်မူပါယာအလ္လာဟ်ယာအလ္လာဟ်ဗမာပြည်ကြီးကိုယာအလ္လာဟ်ဒီလိုကဆိုးကြီးကနေပြီးတော့ကာကွယ်စောင့်ရှောက်တော်မူပါယာအလ္လာဟ်အလ္လာဟ်ဗမာပြည်ကြီးမှာယာအလ္လာဟ်စစ်ဘေးလေဘေးအလ္လာဟ်ငနေဘေးယာအလ္လာဟ်မတူတော်ရဲ့ဘေးနဲ့ကျွန်တော်တို့နှစ်ပေါင်း50ကျော်ခဲ့ပါပြီယာအလ္လာဟ်ဗမာပြည်ငြိမ်းချမ်းစေတော်မူပါယာအလ္လာဟ်သူတော်ကောင်းတွေရဲ့လက်ထဲကိုအုပ်ချုပ်စေတော်မူပါယာအလ္လာဟ်အိုအလ္လာဟ်ကျွန်တော်မျိုးအမျိုးဖန်ဆင်းတော်မူသောရှင်ယာအလ္လာဟ်ကွယ်လွန်တည်ဆုံးသွားတဲ့သူတွေကိုနောက်မလွန်တမလွန်မှာအေးချမ်းစေတော်မူပါယာအလ္လာဟ်အိုအလ္လာဟ်ယာအလ္လာဟ်ကြံရှိနေတဲ့ဒဏ်ရာရရှိနေတဲ့သူတွေကိုလည်းအမြန်ဆုံးကောင်းတဲ့တောက်ဖစ်ဆွမ်းအလ္လာဟ်ပေးသနာတော်မူပါအာမင်အိုအလ္လာဟ်ယာအလ္လာဟ်ပစ္စည်းဆုံးရှုံးသွားတဲ့သူတွေကိုလည်းအမြန်ဆုံးယာအလ္လာဟ်ထူထောင်နိုင်တဲ့တောက်ဖစ်ဆွမ်းအလ္လာဟ်ပေးသနာတော်မူပါယာအလ္လာဟ်အိုအလ္လာဟ်ရှင်ကျွန်တော်တို့ဗမာပြည်အတွင်းမှာမိတင်းနေထိုင်ကြတဲ့လူမျိုးပေါင်းစုံအလွှာပေါင်းအားလုံးကိုချစ်ချင်းမေတ္တာတရားကိုချီးမြှင့်ပေးသနာတော်မူပါယာအလ္လာဟ်အိုအလ္လာဟ်ရှင်ကျွန်တော်ဒီနိုင်ငံမှာရှိတဲ့ CRPH နဲ့တကွကျန်တဲ့အဖွဲ့အစည်းအားလုံးပေါ်တို့လည်းအလောင်းရှိမြတ်ဘက်ကနေပြီးတော့ဂေရုနာတနာبيتنا يا الله اللهم ربنا تقبل منا إنك أنت السميع العليم وتب علينا إنك أنت التواب الرحيم وصلى الله تعالى وسلم على خير خلقه سيدنا محمد وآله وأصحابه أجمعين سبحان ربك رب العزة عما يصفون والسلام على المرسلين والحمد لله رب العالمين السلام عليكم